မလေးရဲ့ YouTube channel ရကိုမမြအားလုံးကိုမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်နော်မလေးရဲ့ဗီဒီယိုလေးလွှင့်နေပါရင်နော်မလေးရဲ့ဗီဒီယိုလေးတွေကိုမရင်မကြော်ပဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်သွားပေးပါလို့လည်းတောင်းဆိုချင်ပါတယ်နော်မလေးမနေ့ညတော့ကလိုက်ရှိုးလေးမှပြောခဲ့တယ်နော်မလေးလိုက်ရှိုးလေးကိုမလွှင့်တော့ပါဘူးမလေးနောက်ရက်ဒီမှာဗီဒီယိုလေးပဲတင်ပေးပါမယ်လို့မလေးပြောခဲ့တယ်နော်အခုတော့မလေးရဲ့ channel ရကိုမမြအားလုံးမလေးရဲ့ဗီဒီယိုလေးကိုစမျိုးနေကြတဲ့ကိုမမြအားလုံးမလေးရဲ့ဗီဒီယိုလေးတင်ပေးလိုက်ပါပြီနော်မလေးရဲ့ဗီဒီယိုလေးထဲကိုဝင်ကြည့်ပြီးတော့လိုက်လက်မှတ်လေးတွေတဦးတယောက်မကျန်နှိပ်သွားပေးပါလို့လည်းမေတ္တာရက်ခံချင်ပါတယ်နော်မလေးရဲ့ channel လေးကို subscribe နှိပ်ရတဲ့ကိုမမြလည်း subscribe နှိပ်သွားပေးပါ subscribe နှိပ်ပြီးသားကိုမမြလည်းလိုက်လက်မှတ်လေးတွေကိုတဦးတယောက်မကျန်နှိပ်သွားပေးပါနော်တဦးတယောက်တည်းပေါက်တာနဲ့ဆိုင်အများမြင်အများတွေ့အများပေါအောင်လို့ဝါဝကူညီမျှဝေပေးကြပါနော်စခရိုင်းနှစ်ရတဲ့ကိုမများလည်းစခရိုင်းနှစ်သွားပေးပါစခရိုင်းနှစ်ပြီးသားကိုမများလည်းလိုက်လက်မလေးတွေကိုတဦးတယောက်မကျနှစ်သွားပေးပါနော်ရှယ်လို့ရမယ့်နေရာလေးတွေမှာရှယ်သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာဝါဝကူညီမျှဝေပေးကြပါလို့မလေးရဲ့ channel ရနေပြီးတော့ဥစားပထမမေတ္တာရက်ခံလိုက်ပါတယ်နော်ကဲမနေ့စီမှာမီလေးလေးကိုပတ်တီဆိုပြီးပေးခဲ့တယ်နော်လေးကိုပတ်တီဆိုပေးခဲ့တယ်နော်လေးပတ်တီတော့အောင်မြင်ခဲ့ပါတယ်နော်ကဲမီလေးရဲ့ညာတော့ကမီလေးရဲ့လိုက်ချူလေးတဲ့ကိုဝင်ရောက်ကြည့်ရှုအားပေးနေကိုမမြမီလေးညာတော့ကလေးကိုပတ်တီဆိုပြီးပေးခဲ့တယ်နော်လေးကိုပတ်တီမှာလေးပတ်တီရတော့အောင်မြင်ခဲ့တယ်နော်မင်ကွက်တွေရတော့မထိလိုက်ပါဘူးနော်ကဲလေးပတ်တီမှာအောင်မြင်ခဲ့တဲ့ကိုမမြကွန်မန့်လေးတွေမှာဘလောက်ပိုးပေါက်ကြလဲဆိုတာကိုပေါက်တီးလေးတွေကိုကွန်မန့်လေးမှာမှတ်ခဲ့ပြီးကြပါနော်ကဲမနေ့စီမှလို့ပဲညနေစီမှလည်းမီလေးကောင်းဆုံးကြိုးစားတာပေးပါတယ်နော်အဲ့တော့ညနေ4:30မိနစ်တွက်မှာတော့မီလေး96ပတိနော်ညနေစီမှတော့96ပတိပါနော်ကိုမမြန်မနေ့စီမှအောင်မြင်ခဲ့တယ်လို့ညနေစီမှလည်းအောင်မြင်ကြပါစေနော်မီလေးအကောင်းဆုံးနဲ့ကြိုးစားတာပေးပါတယ်နော်ကဲညနေစီမှတော့96ပတိနော်6နဲ့ပတ်သက်ရင်90 93 95 6ချင်နော်96ပတိနော်ကိုမမြန်6နဲ့ပတ်သက်ရင်90 93 95 6ချင်နော်ကဲ6ပတ်တီနဲ့6ပတ်တီ6နဲ့ပတ်သက်ရင်60 63 65 6ချင်နော်96ပတ်တီနော်ကိုမမြ9နဲ့ပတ်သက်ရင်90 93 95 6ချစ်6ပတ်တီ6နဲ့ပတ်သက်ရင်60 63 65 6ချင်နော်အကောင်းဆုံးမင်းကွက်ကတော့95နဲ့6ချင်နော်ကိုမမြပတိကစားနိုင်တဲ့ကိုမမြတော့ပတိလေးတွေယူကစားကြပါတော့ပတိမကစားနိုင်တဲ့ကိုမမြကတော့မင်းကွက်လေးတွေကိုပဲတက်နိုင်တဲ့လောက်ထိုးထားကြပါတော့96ပတ်တီနော်ကိုမမြ9နဲ့ပတ်သက်ရင်90 93 95 6ချစ်6ပတ်တီ6နဲ့ပတ်သက်ရင်60 63 65 6ချစ်နော်96ပတ်တီပါနော်ကိုမမြကဲမေးလေးအကောင်းဆုံးမင်းကွက်နှစ်ကွက်ကတော့95နဲ့6ချစ်ပါနော်ကိုမမြကဲတက်နိုင်တဲ့လောက်လေးထိုးထားလို့ရပါတယ်နော်ပတိကစားနိုင်တဲ့ကိုမမြကတော့ပတိလေးတွေယူကစားကြပါနော်ပတိမကစားနိုင်တဲ့ကိုမမြကတော့မင်းကွက်လေးတွေကိုပဲတက်နိုင်တဲ့လောက်ထိုးထားလို့ရပါတယ်နော်ကဲမင်းလေးမနေ့စီမှာတော့နေတဲ့ပတိလေးကိုအောင်မြင်သွားခဲ့တယ်နော်လေးကိုပတိဆိုပြီးပေးခဲ့တယ်လေးပတိကိုအောင်မြင်ခဲ့တယ်နော်ကဲလေးပတိမှာအောင်မြင်ခဲ့တဲ့ကိုမမြဘလောက်ဖို့ရကြလဲဘလောက်ဖို့ပေါက်ကြလဲဆိုတာကိုကွန်မန့်လေးတွေမှာမှတ်ခဲ့ပြီးပါနော်ကဲမင်းလေးလိုက်ချိုးလေးကိုညာတော့ကလိုက်ချိုးလေးမှာမင်းလေးပြောခဲ့တယ်နော်မင်းလေးလိုက်ချိုးလေးကိုမလွှင့်တော့ပါဘူးဒါပေမဲ့မင်းလေးရဲ့ channel ထဲကအကိုမမြအားလုံးအဆင်ပြေအောင်လို့မင်းလေးဗီဒီယိုလေးကိုတော့နေ့တိုင်းပုံမှန်တင်သွားပေးမှာပါနော်အဲ့တော့မင်းလေးရဲ့ဗီဒီယိုလေးကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါလို့နော်စောင့်မျှော်ကြည့်ရှုအားပေးကြပါလို့မလေးရဲ့ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုအားပေးနေကိုမများလဲမရင်မကြော်ပဲနဲ့အစားအဆုံးထိကြည့်သွားပေးပါလို့လည်းမလေးမေတ္တာရက်ခံလိုက်ပါတယ်နော်ကဲမလေးညနေဈေးမှာအကောင်းဆုံးစူးစမ်းပြီးတော့အကောင်းဆုံးကဏ္ဍလေးကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်နော်မလေးရဲ့ဗီဒီယိုလေးကိုတော့မရင်မကြော်ပဲနဲ့ပြီးဆုံးတိုင်ထိတော့ကြည့်သွားကြပေးပါနော်ကဲမလေးအရင်ရက်တည်းလိုက်ရှိုးလွန်ခဲ့နေမလေးရဲ့လိုက်ရှိုးလေးထဲကိုဘုံရောက်ချွတ်အားပေးနေကိုမများအားလုံးလဲအခုလိုမလေးရဲ့ဗီဒီယိုလေးကိုလည်းရစ်လိုက်မရင်မကြော်ပဲနဲ့ပြီးဆုံးနိုင်ကြည့်သွားပေးကြပါနော်ကဲမလေးညနေ4:30မိနစ်တော့ကတော့69ပတ်တီပါနော်69ပတ်တီပါနော်ကိုမများ6နဲ့ပတ်သက်ရင်60 63 65 6ချင်နော်9ပတ်တီ9နဲ့ပတ်သက်ရင်90 93 95 6ချင်နော်ကဲအကောင်းဆုံးမင်းကွက်နှစ်ကွက်ထုတ်ထားပါတယ်နော်အကောင်းဆုံးမင်းကွက်နှစ်ကွက်ကတော့95နဲ့6ချစ်ပါနော်ကိုမမြပတိကစားနိုင်တဲ့ကိုမမြကတော့ပတိလေးတွေယူကစားကြပါနော်ပတိမကစားနိုင်တဲ့ကိုမမြကတော့မင်းကွက်လေးတွေကိုပဲတနန်တလောက်ထိုးထားကြပါနော်
ကဲမီလေးရဲ့လိုက်ချိုလေးတဲ့ sorry ပါနော်မီလေးရဲ့ဗီဒီယိုလေးကိုမရစ်မကြော်ပဲနဲ့ဒီဆုံးနိုင်လေးကြည့်သွားပြီးပါလို့လည်းတောင်းဆိုချင်ပါတယ်နော်မီလေးရဲ့ channel ကို subscribe နှိပ်ရတဲ့နဲ့ကိုမများလည်း subscribe လေးတွေနှိပ်သွားပြီးပေါ့နော် subscribe နှိပ်ပြီးသားကိုမများလည်း like လက်မလေးတွေကိုတူတယောက်မကြမ်းနှိပ်သွားပေးကြပါနော်တူတယောက်တည်းပေါက်တာနဲ့ဆိုင်ရင်အများမြင်အများသွေးအများပေါအောင်လို့ဝိုင်းဝန်းကူညီမျှဝေပေးကြပါနော်ရှယ်လို့ရမယ့်နေရာလေးတွေမှာလည်း share သွားကြပါသူတွေနဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာမျှဝေသွားလို့ရရင်လည်းမျှဝေပြီးသွားကြပါလို့မီလေးရဲ့ YouTube channel ရနေပြီးတော့မေတ္တာရက်ခံချင်ပါတယ်နော်မီလေးရဲ့ဗီဒီယိုလေးကိုအမြဲထားဝစဉ်ကြည့်ရှုအားပေးနေတဲ့အကူမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့အတူစိတ်သွားတိုင်းကိုပါလူရင်စနာတွေကိုတလုံးတဝပြေဝကြပါစေစီဝါလလပါလေးလည်းဒီတက်မကအောင်မြင်တိုးတက်ကြပါစေလူမီလေးရဲ့ YouTube channel ရနေပြီးတော့ဥစွာပထမဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်နော်ကဲမနက်စီမှာအောင်မြင်ခဲ့တယ်လို့ညနေစီမှာလည်းအကောင်းဆုံးကြိုးစားရပေးပါတယ်နော်ညနေစီမှာလည်းကံကောင်းခြင်းတွေဖြစ်ပါစေလို့မီလေးဆုတောင်းပေးလိုက်ပါတယ်နော်ကဲညနေ4:30မိနစ်တော့ကတော့96ပတိပါနော်96ပတိပါ9နဲ့ပတ်သက်ရင်90 93 95 96 6ပတိ6ပတ်တိ6နဲ့ပတ်သက်ရင်60 63 65 68ပါနော်ကိုမမများအကောင်းဆုံးမိကွန်းနှစ်ကွက်ကတော့95နဲ့98ပါနော်ကိုမမများကဲပတိကစားနိုင်တဲ့ကိုမများတော့ပတိလေးတွေယူကစားကြပါတော့ပတိမကစားနိုင်တဲ့ကိုမများတော့မိကွက်လေးတွေကိုပဲတနက်တလောက်ထိုးထားကြပါတော့ကဲ69ပတိနော်69ပတိ6နဲ့ပတ်သက်ရင်60 63 65 66 9နဲ့ပတ်သက်ရင်90 93 95 96အကောင်းဆုံးမိကွက်ကတော့95နဲ့98ပါနော်ကဲမီလေးရဲ့ဗီဒီယိုလေးကိုလည်းလေကြည့်ရှုဝင်ရောက်ကြည့်ရှုအားပေးနေကိုမများတယ်လေတူတယောက်မကြမ်းလိုက်လက်မလေးတွေကိုလည်းတယောက်တစ်ချက်စီနှိပ်သွားကြပါလို့မီလေးရဲ့ဗီဒီယိုလေးကနေပြီးတော့မေတ္တာရက်ခံချင်ပါတယ်နော်ကဲမီလေးရဲ့ဗီဒီယိုလေးကိုတူတယောက်မကြမ်းဝင်ကြီးနဲ့ကိုမများအားလုံးကလည်းလိုက်လက်မလေးတွေကိုလည်းတယောက်တစ်ချက်စီနှိပ်သွားကြပေးပါနော်မနက်စီမှာလေးပတ်တီကိုအမြင်ကနဲ့ကိုမများလည်းဘလောက်ဖိုးရကြလဲဘလောက်ဖိုးပေါက်ကြလဲဆိုတာကိုကောမန့်လေးတွေမှာမှတ်ခဲ့ကြပါနော်ကဲမီလေးရဲ့အရင်ရက်တည်းကမီလေးလိုက်ချိုလေးလွှင့်ခဲ့တယ်မီလေးရဲ့လိုက်ချိုလေးတွေကိုမြောက်ချစ်ချူအားပေးနေကိုမများလည်းအခုလိုမီလေးဗီဒီယိုလေးကိုလည်းမြောက်ချစ်ချူအားပေးကြပါလို့လည်းမေတ္တာရက်ခံချင်ပါတယ်နော်ကဲမနေ့စီမှာအောင်မြင်ခဲ့တယ်လို့ညနေစီမှာလည်းအောင်မြင်ကြပါစေနော်မီလေးလည်းအကောင်းဆုံးတက်နိုင်ဆုံးကြိုးစားတာပေးပါတယ်နော်ညနေ4:30မိနစ်အတွက်မှာ96ပတ်တီးပါနော်9နဲ့ပတ်သက်ရင်90 93 95 96နော်6နဲ့ပတ်သက်ရင်60 63 65 68ပါနော်အကောင်းဆုံးမိကွက်နှစ်ကွက်ကတော့95နဲ့98ပါနော်ကိုမများပတိကစားနိုင်ရင်ပတိကစားနော်ပတိမကစားနိုင်ရင်မိကွက်လေးတွေကိုပဲတက်နိုင်တလောက်ထိုးထားကြပါနော်မနေ့ဈေးမှာလေးပတ်တီကိုအမြင်ခဲ့နဲ့ကိုမများလည်းဘလောက်ဖိုးရကြလဲဘလောက်ဖိုးပေါက်ကြလဲဆိုတာကိုပေါက်တီလေးတွေကိုကောမန့်မှာမှတ်ခဲ့ပေးပါနော်ကဲမေလေးရဲ့ဗီဒီယိုလေးကိုအမြဲကြည့်စုအားပေးနေတဲ့ကိုမများလည်းတူတယောက်မကြလိုက်လက်မလေးတွေကိုတယောက်တစ်ချက်စီနှိပ်သွားကြပါလို့လည်းမေလေးကမေတ္တာရက်ခံချင်ပါတယ်နော်ကဲမေလေးရဲ့ channel ကို subscribe နှိပ်ရတဲ့ကိုမများလည်း subscribe နှိပ်သွားကြပါ subscribe နှိပ်ပြီးသားကိုမများလည်းလိုက်လက်မလေးတွေကိုတူတယောက်မကြနှိပ်သွားကြပေးပါနော်ကဲမေလေးရဲ့ဗီဒီယိုလေးကိုဒုတိယနဲ့တက်ဆိုင်တဲ့နေရာလေးတွေမှာမျှဝေသွားပေးကြပါချေလို့ရမယ့်နေရာလေးတွေမှာလည်းချေပြီးသွားကြပါလို့လည်းမေတ္တာရက်ခံချင်ပါတယ်နော်တူတယောက်တည်းပေါက်တာနဲ့စာရင်အများမြင်အများသွေးအများပေါအောင်လို့ဝိုင်းဝန်းကူညီမျှဝေပေးကြပါလို့တောင်းဆိုချင်ပါတယ်နော်ကဲ96ညနေ4:30မိနစ်မှာ96ပတ်တီနော်ကိုမများ9နဲ့ပတ်သက်ရင်90 93 95 96 6ပတ်တီ6နဲ့ပတ်သက်ရင်60 63 65 66နော်အကောင်းဆုံးမိကွက်နှစ်ကွက်ကတော့95နဲ့98ပါနော်69ပတ်တီမှာဆိုရင်မီလေးက9ပတ်တီကိုပို့ပြီးကြိုက်ပါတယ်နော်9ကိုပို့ပြီးတော့ကစားကြပါနော်69ပတ်တီမှာဆိုရင်မီလေးက9ပတ်တီကိုပို့ကြိုက်တယ်ပေါ့နော်9ကိုနည်းနည်းလေးပို့ကစားကြပါနော်6ပတ်တီမှာဆိုရင်9ကိုမီလေးကပို့ကြိုက်ပါတယ်အဲ့တော့9ကိုပို့ပြီးတော့ကစားကြပါနော်9ပတ်တီ9နဲ့ပတ်သက်ရင်90 93 95 96 6ပတ်တီ6နဲ့ပတ်သက်ရင်60 63 65 66အကောင်းဆုံးမိကွက်ကတော့95နဲ့98ပါနော်ကိုမများပတ်တီကစားနိုင်တဲ့ကိုမများကတော့ပတ်တီလေးယူကစားကြပါနော်ကဲ69ပတ်တီကိုလေ6ကိုနှလုံးလုံးမပတ်နိုင်ဘူးဆိုရင်မီလေးက9တလုံးပူကြိုက်တဲ့အတွက်9လေးကိုတော့တက်တဲ့လောက်တွေပတ်ထားကြပါနော်69ပတ်တီ9နဲ့
9နဲ့ပတ်သက်ရင်90 93 95 96 6နဲ့ပတ်သက်ရင်60 63 65 6ချင်နော်အကောင်းဆုံးမင်းကွက်နှစ်ကွက်ကတော့95နဲ့9ချစ်ပါနော်ကိုမများကဲမနက်စင်းမှာလေးပတ်တီကိုအောင်မြင်ခဲ့တယ်လို့ညနေစင်းမှာလည်းပတ်တီတွေရောမင်းကွက်တွေရောထပ်ပြီးအောင်မြင်အောင်လို့မေလေးအကောင်းဆုံးကြိုးစားထားပေးပါတယ်နော်အဲ့တော့မေလေးရဲ့ဗီဒီယိုလေးကိုမရင်မကြော်ပဲနဲ့ပြီးဆုံးနိုင်ဒီကြည့်သွားပေးကြပါလို့လည်းမေလေးမြတ်တာရက်ခံချင်ပါတယ်နော်ကဲမေလေးရဲ့ဗီဒီယိုလေးကိုအမြဲကြည့်ရှုအားပေးတင်ကြတဲ့ကိုမများအားလုံးနဲ့မေလေးရဲ့ channel လေးထက်ကိုမများအားလုံးစိတ်ချနာခြင်းကိုဤကျမခြင်းနေတဲ့အတူအသက်ရှူတဲ့ငွေတွေဝင်ပါစေစိတ်သွားတိုင်းကိုပါလူရင်စနာတွေကိုတလုံးတဝါနဲ့ပြေဝကြပါစေစီးပွားလက်လာပါတွေလည်းဒီထက်မကအောင်မြင်တိုးတက်ကြပါစေလို့မေလေးရဲ့ channel ကနေပြီးတော့ဦးစွာပထမဆုတောင်းမြတ်တာပို့တာရင်းနဲ့မေလေးရဲ့ဗီဒီယိုလေးကိုဒီနေရာမှာနေခဏရနာခွင့်ပြုပါခြင်းเนาะညနေစီမှာလည်းကံကောင်းခြင်းတွေဖြစ်လာကြပါစေလို့မေလေးဆုတောင်းမြတ်တာပို့တာပြလိုက်ပါရှင်